ခါလေစိတ်တူတူနဲ့ပြောလိုက်မိတဲ့စကားတစ်ခွန်းကြောင့်နောက်မှနောင်လိုက်ရဘူးလားဒါမှမဟုတ်စိတ်လက်မှန်မှလုပ်မိတဲ့အမှားတစ်ခုကြောင့်ဘဝတစ်ခုလုံးစားထိခိုက်သွားတာမျိုးကြုံဘူးလားလူများစုကသူတို့ရဲ့စိတ်လိုနောက်ကိုပဲလိုက်ကြတာပါဒါပေမဲ့အောင်မြင်သူတွေမှာတော့သူတို့ရဲ့စိတ်ကိုထိန်းချုပ်နိုင်တဲ့လှုပ်ဝက်ချက်တစ်ခုရှိတယ်ဒီနေ့မှာကျွန်တော်ကခင်ဗျားရဲ့ဒေါရနဲ့စိတ်လက်မှန်မှဖြစ်မှုကို6စက္ကန့်အတွင်းဘယ်လိုထိန်းချုပ်ရမယ်ဆိုတဲ့နည်းလမ်းကိုပြောပြသွားပါမှာကျွန်တော်တို့အုံနောက်တွေမှာစိတ်ခံစားချက်ကိုအဓိကထိန်းချုပ်တဲ့အစိပ်ပိုင်းတစ်ခုရှိပါတယ်တခုဖြစ်လိုက်တာနဲ့ဒီအပိုင်းကအရင်တုံ့ပြန်တာပါဒါကြောင့်ကျွန်တော်တို့ကမစင်စားပဲပြန်ဝမိတာတွေဆဲမိတာတွေဖြစ်ကုန်ကြတာပါဒါကိုစိတ်ပညာမှာတော့ emotional hijack လို့ခေါ်ပါတယ်သင်ရဲ့စိတ်စင်ရင်တုံတရားကိုစိတ်ခံစားချက်ကတစားကန်လုပ်ရတာပါဒါကိုဘယ်လိုဖြေရှင်းမလဲဒီနေ့ကရိုးရှင်းနေမဲ့အမ်ဘလန်ဆွမ်းထည့်ပါပါတယ်ဒီပြုပြီးရက်လိုက်ပါတခုကိုစိတ်တူလာပြီဒါမှမဟုတ်လှုပ်ချင်တဲ့စိတ်ပြင်းပြလာပြီဆိုရင်နေအောင်လို့ကိုယ့်ကိုတတိပေးပါအဲ့ဒီချိန်မှာဘာမှမပြောပါနဲ့ဘာမှမလုပ်ပါနဲ့အောင်6စက္ကန့်စီမြင်စိတ်ထဲရရင်6စက္ကန့်ထိဖြည်းဖြည်းချင်းရည်တွက်ပါအဲ့ဒီချိန်တွင်မှာအသက်ကိုဝါရှူပါသိပ္ပံနည်းကြပြောရင်အဲ့ဒီ6စက္ကန့်စိတ်ခံစားခြင်းရဲ့စီရင်တုံတရားစီကိုအုံနောက်ကအာရုံပြောင်းဖို့လုံလောက်တဲ့အချိန်မှာအကျိုးရှိတာကိုရွေးချယ်ပါအခုမှကိုယ့်ကိုပြန်မေးပါငါအခုလုံးမဲ့အလုပ်ကငါ့အတွက်ရည်ချေမှာအကောင်းကျိုးရှိမှာလားဆိုတာကိုရွေးချယ်ပါဒီနည်းလမ်းကိုသုံးကြရမယ်ခင်ဗျာစိတ်ရဲ့အစီကံမဟုတ်တော့ပဲစိတ်ရဲ့တခင်ဖြစ်လာပါလိမ့်မယ်ဆက်ဆံရေးတွေပိုကောင်းလာမယ်မလိုအပ်တဲ့အမှားတွေနည်းသွားပါလိမ့်မယ်မှတ်ထားပါခင်ဗျာရဲ့ဘဝဆိုတာခင်ဗျာရွေးချယ်တဲ့အတိုင်းဖြစ်လာမှာပါဒီနည်းလမ်းကိုဒီနေ့ပဲစမ်းကြည့်ပါခင်ဗျာတဲ့ဘယ်လောက်ထိအောင်လဲဆိုတာ comment မှာပြောပြပါအောင်နောက်တဲ့ဘဝအတွက်အသုံးဝင်စိတ်ပညာလောက်ဝက်ချက်တွေကိုသိကျင်နေဆိုရင်တော့ဒီ channel ကို follow ထားဖို့မမေ့ပါနဲ့